ဘုရားကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့ရွေးနှုတ်တဲ့ဘုရားကျွန်တော်တို့ကိုကွယ်ကာတဲ့ဘုရားဒီနေ့ဒီချိန်အထိကျွန်တော်တို့ကိုမဆပ်တယ်ထောက်ပံ့တယ်ကျွေးမွေးတယ်နေ့ရက်စနေအတူရှိတဲ့ဘုရားနာမဘုန်းကြီးပါလေဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကျွန်တော်တို့အသက်တာကိုခွင့်ပြပေးတဲ့အရာတန်ရှင်တော်ဝိညာဉ်တော်ကဒီတိုင်းမထားစေချင်နော်ကိုယ့်ဘာကိုသိကိုယ့်ဘာကိုလက်တွေ့လက်လျှောက်မဆုစာအုပ်ထဲမှာထားအိမ်တော်မှာပြုစုအဲ့လိုမျိုးမဟုတ်နော်သူကယုံကြည်သူတိုင်းကိုကြားစီခြင်းတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကြားစီခြင်းတဲ့အရာအတွက်ကျွန်တော်အိမ်တော်တိုင်းအတွက်ကျေးဇူးပြုစေခြင်းတဲ့အရာအတွက်ဒီဟာလေးနဲ့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်အသက်တာအတွက်ဘုရားသခင်တရားဖွင့်ပြတာတော့ကြာပါပြီဒီဟာလေနော်ဒီနေ့အားပေးခြင်းတဲ့အရာကနော်အစင်အဆက်လက်ဆင့်ကောင်းမှာဆိုတဲ့ခေါင်းစဉ်လေးနဲ့နော်အစင်အဆက်ဘိုးဘွားကဘာလို့လဲဆိုတော့နော်သားသမီးမြေမြင့်တီလက်ဆင့်ကမ်းဘာလို့ကိုလက်ဆင့်ခံရမလဲဖယားကိုလက်ဆင့်ကမ်းရအရှင်အဆက်လက်ဆင့်ကမ်းဒါဆိုလက်ဆင့်ကမ်းလာပြီဆိုရင်ကျွန်တော်တို့အိမ်တော်ထဲမှာကျွန်တော်တို့သားစဉ်မြေးဆက်အထက်ထဲမှာနော်အခြားအရာကိုမကိုးကွယ်တော့ဘာဖြစ်လို့လဲဆိုတော့ချစ်တော်မိတ်ဆွေရဲ့လက်ဆင့်ကမ်းခြင်းနဲ့ကျွန်တော်ရဲ့လက်ဆင့်ကမ်းခြင်းအပြင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့သားသမီးမြေအစင်အဆက်ဘဒုဝယ်ကိုးကွယ်မှာဖြစ်ပါတယ်ကိုယ်ဖန်ဆင်းတဲ့ဘုရားကိုယ်အသက်အသွေးပြီးမှရွေးနှုတ်တဲ့ဘုရားကိုယ်အာမင်္ဂလာတွေနဲ့ကဲတဲ့ဘုရားကိုယ်ဆင်းရဲခြင်းကကဲတဲ့ဘုရားကိုယ်အနာရောဂါကဲတဲ့ဘုရားကိုယ်ဒုစရိုက်တွေကကဲတဲ့ဘုရားကိုယ်ကိုလိမ်လေလှဲဘုရားတဲ့သစ္စာမရှိတဲ့ဖြောက်မှတဲ့ချင်းတရားရဲ့ရန်သူစာရမဏအထက်တွေကနေကျွန်တော်တို့နေ့စဉ်နေ့တိုင်းကျွန်တော်တို့ကိုရွေးနှုတ်ရုံမှာပေါ့ကျွန်တော်တို့တအားစဉ်ရေးဆက်အဆက်အားလုံးဘာလို့လဲထာဝရဘုရားကိုအသက်ရှင်တဲ့ဘုရားကိုပဲကိုးကွယ်မှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကြံကြက်လေးကျွန်တော်အနေနဲ့တစ်ချက်ကြည့်ခြင်းနဲ့ထွမြောက်ရခန်းကြီး73အငယ်8မှာငါတို့ဒီအဲဂရုပြည်မှာထွက်သောကာလထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကြောင့်ဤသို့ပြုရဤဟုထိုနေ့၌တာမြေတို့အားကြားပြောရဒီနေ့ကိုယ့်ရဲ့အသက်တာအတွက်ဘုရားဘယ်လိုကယ်ခဲ့တယ်ဖယားဘလို့ကျေးဇူးပြုခဲ့တယ်ဖယားဒီနေ့ဒီချိန်ဒီကျွန်တော်တို့ထောက်ပံ့ခဲ့တယ်ဒီနေ့ဒီချိန်ဒီကျွန်တော်တို့တာဝန်ယူပေးတဲ့အရာဘာလို့လဲကျွန်တော်တို့ဘိုးဘွားနော်မိဘသားသမီးမြေးမြစ်ကိုဘာလို့လဲနေတိုင်းကို့မှာပြုတ်ပေးတဲ့အရာကိုကျွန်တော်တို့အသက်တာတော့လက်ဆင့်ကမ်းအရေးကြီးတယ်အဲ့တော့ပထမတစ်ချက်လက်ဆင့်ကမ်းရမယ့်အရာဘာလို့လက်ဆင့်ကမ်းရမလဲဆိုတော့ထာဝရဘုရားကျွန်တော်တို့ကိုဘယ်တွေကနော်အဲဂရုဒီဆိုတဲ့မာနရဲ့လက်ထက်ကနေပြီးမှကဲခဲ့တယ်အပြည့်အကျေးပြုံနေတဲ့ကနေကဲခဲ့တယ်ကိုယ့်ရဲ့သားသမီးကိုပြောရအောင်ကျွန်တော်တို့ရဲ့အစွမ်းစားနဲ့မတတ်နိုင်ဘူးကျွန်တော်ရဲ့အကျင့်နဲ့မတတ်နိုင်ဘူးကျွန်တော်တို့ကုသိုလ်ကောင်းမှုနဲ့မတတ်နိုင်ဘူးယေရှုခရစ်တော်ဘုရားရဲ့လဝါကတိုင်း၌အတိခံနဲ့သူ့ရဲ့အသွေးတော်အားဖြင့်ကျွန်တော်တို့အပြစ်တွေကိုဆေးကြောပေးတယ်တကြုံချင်းခိုင်းတယ်ထမြောက်တဲ့အရာကိုယ့်ရဲ့သားသမီးတွေကိုအမြဲတမ်းပြောမယ်ဒါကဘုရားငါတို့ကိုနော်သူ့ရဲ့မြတ်တာကြောင့်ငါတို့ငရေရလို့ရတယ်သူ့ရဲ့အသွေးသိခံခြင်းအသွေးသွင်းခြင်းကြောင့်ငါတို့ဘုရားသားသမီးဖြစ်ရတယ်ဘုရားရဲ့အိမ်တော်သားဖြစ်တယ်ဘုရားနဲ့ဆက်နွယ်ရတယ်ဘုရားနဲ့တည်ကျွမ်းရတယ်ဆိုတာဒါကိုယ့်ရဲ့သားသမီးကိုပြောရမယ်ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်ဘူးကိုယ့်ရဲ့လှုပ်ဆောင်ချက်တစ်ခုမှမပါဘူးဘုရားရဲ့မေတ္တာကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုယ့်ရဲ့သားသမီးကိုပြောပြရမှာဖြစ်အဲ့ဒါကိုပြောပြအဲ့ဒါအမြဲတမ်းသက်ခံအဲ့ဒါအမြဲတမ်းပြောပြအဲ့ဒါလားတက်တယ်မခံရင်သူတို့အသက်တာအတွက်ဘာလို့မသိဘူးလဲဖခင်ရဲ့မြတ်တော်မသိတော့ဘူးဖခင်ကိုအော်မှာနော်ချစ်တယ်ကျေးဇူးပြုတယ်မဆာတယ်နော်ဘုရားသခင်နေရစနေထောက်ပံ့တယ်ဆိုတာနောက်တော့အဲ့ဒါနောက်တော့နော်နေရစနေကျွန်တော်တို့အတူရှိတယ်နေရစနေကွယ်ကားတယ်နေရစနေဥဆောင်တယ်ဆိုအဲ့ဒါနောက်မှပြောပါအရင်ဆုံးပြောရမယ့်အရာကကျွန်တော်တို့ဂျုံဘဝကနေမန္တရဲ့ဂျုံဘဝနဲ့နော်တီရောအခန်းကြီး9အငယ်19ထဲမှာဤလောကီသားတွေအားလုံးကဘုလူရဲ့လက်ထက်မှာမန္တရဲ့လက်ထက်မှာရှိတယ်။ဒါဆိုမန္တရဲ့လက်ထက်ကနေပြီးမှကျွန်တော်တို့ကိုလုံမြောက်ဖို့ဆိုတဲ့အရာကခရစ်တော်ရဲ့နော်ကြွလာခြင်းကခရစ်တော်ရဲ့လူစားပြီးခံယူခြင်းကခရစ်တော်ရဲ့အသွေးသားခံယူခြင်းကကျွန်တော်တို့အသက်တာပဲဘုဒ္ဓနဲ့လဲဆိုတော့မန္တရဲ့အမှုတွေဖြတ်ပြီးမှကျွန်တော်တို့ကိုထာဝရဘုရားနဲ့ခမဲတော်နဲ့ပြန်လည်ပြီးတော့တင့်မြတ်စေတာဖြစ်တယ်ပြန်လည်ပြီးတော့မိတ္တာဖွဲ့စေတာဖြစ်တယ်အဲ့ဒါကိုကိုယ့်ရဲ့သားသမီးမြေးမြစ်ကိုလက်ဆင့်ကမ်းရအောင်နော်ပြောနေတိုင်းပြောမှဒီကကိုယ့်ရဲ့သားသမီးတွေကိုပြောပြမှာဟာဘုရားကြောင့်တတိခံဒါကြောင့်ကျွန်တော်သားသမီးကိုကျွန်တော်အမြဲတမ်းတတိခံတယ်ဟောအဖေရဲ့အသက်တာဒီလိုဘဝနော်အဖေအခြားသောဘာသာတွေက
အခြားသောအရာတွေမှာကိုးကွယ်တဲ့အရာတွေလာတာယေရှုခရစ်တော်ရဲ့ကားနဲ့အသေးခံအသွေးသွန်းနဲ့စပ်ပေးတယ်ဆိုတဲ့အရာနော်ကျွန်တော်ကြောင့်အသေးခံတယ်လို့သားသမီးကြောင့်အသေးခံတယ်သူတို့ပြောပြရင်နဲ့သူတို့အသက်တာဒီချိန်မှာနော်အခုကအသက်လေးတွေကျွန်တော်သားဆို9နှစ်ရှိတယ်ကျွန်တော်သမီး9နှစ်ရှိသေးတာဖခင်ရဲ့အသက်ရှင်ခြင်းကြောင့်သူတို့ကဲတဲ့ကြောင့်ဘယ်ချိန်ပဲပြေးပြီသူတို့ဒီကြကြနားလည်သွားပြီဖခင်ရဲ့မြစ်ဖခင်နဲ့တည်ကြသွားပြီဒါကြောင့်အချိန်မီမီသူတို့ဖခင်ကဲတဲ့ကြာသူတို့ပြောတတ်တယ်သူတို့အထက်ထဲမှာနှလုံးသားထဲမှာသူမှကဲဟုတ်သွားပြီနှလုံးသားထဲမှာကြာသွားပြီဒါကြောင့်ကျွန်တော်တို့အသက်တာတွေအဲ့ဒါပြောဖို့လို့နောက်တစ်ခုကနော်စာလံခန်းကြီးနော်90နှစ်ရှိစာလံခန်းကြီး90နှစ်ရှိအငယ်နှစ်နဲ့သုံးကိုဖတ်ချင်ပါတယ်နော်နှစ်နဲ့သုံးကိုဖတ်ချင်ပါတယ်ရှိကာလဤနည်းနည်းသောအရာများကိုဖော်ပြပြီးဝိုးဝေးတို့သည်ပြော၍ငါတို့သည်ကြားသိရသောထိုအရာများကိုတာမြေတို့မှာမဝက်မထားထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နဲ့တကိုးတော်ကို၎င်းပြုတော်မူသောအံ့ဩဝါဒ၎င်းဖြစ်လက်တန့်သောအရာတို့ဖော်ပြကြ၏ဒီနေ့ကိုယ့်ရဲ့သက်တာအတွက်နေ့ရက်စနိုင်ကိုယ်တိုင်ဘုရားသားသမီးဖြစ်တယ်ဘုရားရဲ့အိမ်တော်သားဖြစ်တယ်နော်ဘုရားနဲ့ဆက်နွယ်လို့ရဖြောင်းမတော်သူဖြစ်တဲ့အရာနေ့စဉ်နေ့တိုင်းချစ်တော်မိတ်ဆွေဘုရားနဲ့ဆက်နွယ်လို့ပြန်လဲဆက်နွယ်မိတ္တာအဖွဲ့ရင်လည်းချစ်တော်မိတ်ဆွေမှလည်းအခက်အခဲရှိပါတယ်ကျွန်တော်မှလည်းအခက်အခဲရှိတယ်လူတိုင်းမှာခေါင်းစဉ်မတူဘူးအဲ့ဒီအခက်အခဲကိုဘာလို့လဲဆိုတော့ထာဝရငရေကနေကယ်ပြီးတဲ့ဘုရားနေ့စဉ်နေ့တိုင်းကိုယ်တိုင်ဖြတ်တောင်းဖို့လိုတယ်ကိုယ်တိုင်ဘုရားနဲ့ဖက်တွယ်ဖို့လိုတယ်ကိုယ်တိုင်ပြဿနာကိုဘုရားလက်ထက်အနံအမိပြုသွားလာဖို့လိုတယ်တွာလာတဲ့အရာပေါ်မှာအနံတဲ့အရာအပေါ်မှာဘုရားယေရှုပြုတဲ့အရာကိုယ့်ရဲ့သားသမီးကိုတတ်သိခံနောက်ကိုယ့်ရဲ့သားသမီးကိုတတ်သိခံအခန်းကြီး24တဲ့မှန်သောတတ်သိဟာတဲ့သူ့အသက်ကိုကယ်တယ်မှန်သောတတ်သိဟာသူ့အသက်ကိုကယ်အခြားလူတွေတတ်သိမခံရင်အခြားလူတွေလည်းတတ်သိခံဖို့လိုပါတယ်အခြားလူတွေမှာတတ်သိမခံသေးခင်မှာကိုယ့်ရဲ့သားသမီးကိုတတ်သိခံဖို့လိုတယ်ဟေးငါတို့သားနဲ့သမီးအိမ်မှာဒီလိုမိသားစုမှာစာဝန်နေဒီလိုဖြစ်လာကြမှာရဒီလိုပဲသားနဲ့သမီးတွေကြောင်းလာကြတယ်ဒီလိုဖြစ်လာတယ်ဆူတောင်းတဲ့အရာတွေနော်ဘုရားရှိခိုးဒူးထောက်တဲ့အရာတွေပြောပြဒူးထောက်ခြင်းနဲ့ဘုရားတတ်သိပြုတ်တဲ့အရာတွေအံ့ဩဖွယ်ရာတဝိုးတွေထောက်ပံ့ပေးတဲ့အရာတွေနော်ပြင်ဆင်ပေးတဲ့အရာတွေကိုယ့်ရဲ့သားသမီးတို့တတ်သိခံတိတ်တက်သေးကသူ့အသက်ကိုကယ်တယ်သူ့အသက်ကိုသူ့ရဲ့ဘဝအသက်တာတော့အဲ့တက်သေးတွေကသူ့ကိုဘုရားကိုအားကိုးစေတယ်ဘုရားကိုစီးကပ်စေတယ်ဘုရားကိုမိဝဲစေတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့မိဘတွေမလုပ်ဘူးကိုယ့်ရဲ့သားသမီးကိုဘုရားနဲ့ဆိုင်တဲ့အရာနော်ဘုရားနဲ့ဆိုင်တဲ့အရာတည်တည်ချာချာကျွန်တော်တို့တွင်တင်ဖို့လိုတယ်တက်သိခံဖို့လိုတယ်ဒါကြောင့်နော်ကျွန်တော်တို့အသက်တာတော့ဘုရားပြည့်ညတ်တော်7ပါးပေးတဲ့အချိန်မှာဘုရားနဲ့ဆိုင်တဲ့အရာ၄ချက်လူနဲ့ဆိုင်တဲ့ဘုရားနဲ့ဆိုင်တဲ့အရာဘာလို့လဲငါမှတပါအခြားသောအရာကိုမကိုးကွယ်ဝတ်မပြုဖို့ဒါကိုတင်တင်တာဖြစ်လူနဲ့ဆိုင်တဲ့အရာမိဘကိုယူသေးပါပြုတော့ဒါဆိုရင်ကျွန်တော်တို့အသက်တာအတွက်ကိုယ့်ရဲ့သားသမီးမြေအစစ်အဆက်ဖခင်ရဲ့ကောင်းကြီးမိန်မလားခံစားရဖို့ဖခင်ရဲ့ထောက်ပံ့ခြင်းခံစားရဖို့တင်နေကျွန်တော်ဖခင်ရဲ့တတ်နိုင်ခြင်းဖခင်ရဲ့တကူဖခင်ရဲ့ဖြစ်တည်ခြင်းဖခင်ကျွန်တော်တို့ကယ်တဲ့အရာသားစဉ်ကြီးဆက်အဆက်ဆက်ဖခင်ရဲ့ကြည်ရှုခြင်းမျက်နှာပေးခြင်းခံစားရဖို့ဆိုတာသင်လက်ဆင့်ကမ်းဖို့လိုပါတယ်ဘယ်လိုကိုလက်ဆင့်ကမ်းရအောင်ဖခင်ကိုယ်တိုင်ပုဂ္ဂိုလ်တော်မြတ်ကိုယ်တိုင်ဒီပုဂ္ဂိုလ်တော်မြတ်ဖခင်အသက်ရှင်တယ်ဖခင်ယေရှုပြုတယ်ဖခင်မဆာတယ်ဘယင်တကာလို့ရဘယင်တခင်တကာလို့ရတခင်ဖခင်တကာလို့အလယ်မှာတရားစီရင်တဲ့ဖြောင်းမှတ်တဲ့တရားမင်းဖြစ်တဲ့ယေရှုကိုတော်ဘုရားကိုယ့်ရဲ့သားသမီးတွေကိုတွင်ပေးရဟာတတ်သိခံပေးရတတ်သိခံရင်တဲ့ကျွန်တော်တို့အိမ်တော်မှာကျွန်တော်တို့သားသမီးအဆက်ချက်တော်ပဲမဟုတ်နဲ့အော်ရဘုရားမဆာပါလိမ့်ကိုလောကကနေပြီးမှထွက်တော့ဝိညာဉ်ခန္ဓာထွက်သွားရင်လည်းကျန်တဲ့သားသမီးတွေအားလုံးနော်ယနေ့မနေ့နောက်ကာလမှာပြောင်းလဲတဲ့ဖယားကပဲသူတို့ရဲ့အရာရာအားလုံးကျေးဇူးပြုတော်မှာဖြစ်။ဒါကြောင့်ကျမ်းစာအရပြောမယ်ဆိုရင်နော်ကဘာဦးထဲမှာအာဗြဟံတည်သွားတဲ့အချိန်မှာနော်အာဗြဟံလက်ထက်မှာလည်းအစာခေါင်းမခြင်းရှိတယ်။တာဣဆက်လက်ထက်မှာလည်းအစာခေါင်းမခြင်းရှိတယ်။အဲ့ဒီအချိန်မှာတာဣဆက်အစာခေါင်းမခြင်းခံစားရတဲ့အချိန်မှာအာဗြဟံမရှိတော့ဘူး။ဒါပေမဲ့ကျမ်းစာထဲမှာဘယ်လိုအတိမပြုထားလဲဆိုတော့အာဗြဟံ
ငါစကားကိုနားထောင်သောကြောင့်အာဗြဟံငါနဲ့သွားလာသောကြောင့်အာဗြဟံငါ့ကိုအားကိုးသောကြောင့်အာဗြဟံငါ့ကိုမိခွဲသောကြောင့်တဲ့သူ့ရဲ့သားလက်ထက်ဣဇက်လက်ထက်မှာအစာခေါင်းပါတဲ့အရာမှာဘုရားကျေးဇူးပြုတယ်ဒါဆိုရင်ချစ်တော်မိတ်ဆွေဒီနေ့ချစ်တော်မိတ်ဆွေရဲ့နေရစင်တိုင်းဘုရားနဲ့သွားလာတဲ့ຢာတွေဘုရားကိုအားကိုးတဲ့ຢာတွေဘုရားရဲ့စိတ်ကတဲ့ຢာတွေဘုရားကိုမျက်မှောက်ပြုတဲ့ຢာတွေဘုရားနဲ့တိုင်ပင်တဲ့ຢာတွေကိုယ့်ရဲ့သားသမီးတွေကိုပြောပြသွားလာလက်ဆင့်ကမ်းလာပြီဆိုရင်ချစ်တော်မိတ်ဆွေမပူနဲ့သားသမီးရဲ့အနာဂတ်မပူနဲ့အရေးကြီးတဲ့အရာပူရမယ့်အရာငါဘုရားရဲ့ကောင်းကြောင်းဘုရားတတ်နိုင်ခြင်းကြောင့်ဘုရားမဆတဲ့ကြောင့်ဒီနေ့ငါသားသမီးတွေတတ်တယ်မခံရသေးဘူးလားဖယားသားသမီးတို့မပြောပြရတယ်ဒါပဲပူရမယ့်အလုပ်ကဖယားကောင်းကြောင်းလာကိုယ်အိမ်တော်အထဲထဲမှာပဲအစပြုလာပြီဆိုရင်အော်ဘေးဘုရားခင်ရဲ့ကျေးဇူးပြုခြင်းမဆခြင်းအမျိုးအစဉ်အဆက်အထောင်တောင်းမကဘုရားရဲ့ကျေးဇူးပြုခြင်းဂရုဏာခံစားရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်တာအတွက်ဘိုးဘွားတွေရဲ့လက်ဆင့်ကမ်းခြင်းဟာကျွန်တော်တို့ဘုရားကိုသိရတယ်လို့ကျွန်တော်တို့ကိုယ်တိုင်ရှေ့ဆက်လက်ဆင့်ကမ်းခြင်းအပြင်ကျွန်တော်တို့သားစဉ်မြေဆက်အဆက်ဆက်ဘုရားနဲ့တွားလာမယ်ဆိုရင်ဖယားနဲ့မျက်မှောက်ပြုမယ်ဆိုရင်ကျွန်တော်တို့သားစဉ်မြေဆက်အဆက်ဆက်ဖယားရဲ့ကျေးဇူးပြုရဲ့ဖယားရဲ့ဂရုဏာတော်ဖယားရဲ့မဆခြင်းဖယားရဲ့မျက်နှာပေးခြင်းကြီးကျွန်တော်တို့သားသမီးအစဉ်အဆက်ခံစားရမယ်ဆိုတဲ့အရာလေးနဲ့ခွန်အားပေးတယ်အရောက်စီတိုင်းဘုရားအားကောင်းကြီးပေးပါစေဒါကြောင့်အစဉ်အဆက်လက်ဆင့်ကမ်းပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အားပေးခြင်းနဲ့ချစ်တော်မိတ်ဆွေဒီနေ့တင်လက်ဆင့်ကမ်းပြီလားလက်ဆင့်မကမ်းသေးဘူးဆိုရင်ဒီနေ့ကြားတဲ့နောက်နှုတ်ကပတ်တော်လေးနဲ့ကိုယ့်ရဲ့သားသမီးကိုဖယားရဲ့အကြောင်းပြောပါဘုရားရဲ့အကြောင်းပြောမယ်ဆိုနှစ်ချက်ပြောဖို့လို့တယ်ကိုယ်ငရဲကဲတဲ့နေ့စဉ်နေ့တိုင်းထောက်ပံ့ကျေးဇူးပြုတဲ့အရာနေ့စဉ်နေ့တိုင်းကျွေးမွေးတဲ့အရာနေ့စဉ်တိုင်းကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့အရာပြောတသက်ခံခြင်းနဲ့သူတို့အသက်တာအတွက်ဘုရားကိုအားကိုးတဲ့သားသမီးတွေဘုရားကိုချစ်ကြောက်ယူတဲ့သားသမီးတွေဘုရားနဲ့နော်အမြဲတမ်းမိခွဲတဲ့သားသမီးတွေဘုရားနဲ့အမြဲတမ်းမျက်မှောက်ပြုတဲ့သားသမီးတွေဖြစ်လာလိမ့်မယ်အာမင်ဒါကြောင့်တော့အစဉ်အဆက်လက်ဆင့်ကမ်းပါဆိုတဲ့အရာလေးနဲ့ခွန်အားပေးတိုက်တွန်းပါတယ်အရောက်စီတိုင်းဘုရားတာကောင်းကြီးပေးပါစေအာမင်